Daily routine. နေ့စွလှုပ်ရှားမှု I wake up early in the morning. မနက်စောစောငါအိပ်ယာထားတယ် I brush my teeth and wash my face. သွားတိုက်ပြီးမျက်နှာတစ်တယ် Then I take a shower. ပြီးတော့ရေချိုးတယ် I eat breakfast with my family. မိသားစုနဲ့အတူမနက်စာစားတယ် After breakfast, I go to work. မနက်စာစားပြီးနောက်အလုပ်သွားတယ် I work until the afternoon. နေ့လယ်ပိုင်းအထိအလုပ်လုပ်တယ် At noon, I have lunch. နေ့လယ်မှာနေ့လယ်စာစားတယ် In the evening, I go back home. ညနေအိမ်ပြန်လာတယ် I rest for a while. ခဏနားတယ် Then I eat dinner. ပြီးတော့ညစာစားတယ် After dinner, I watch TV or read a book. ညစာစားပြီးနောက် TV ကြည့်တယ်ဒါမှမဟုတ်စာအုပ်ဖတ်တယ် I go to bed at 10 o'clock. ည10 နာရီမှာအိပ်ယာဝင်တယ်